David Austin ရဲ့ United အပေါ်မြင်တဲ့သူ့ရဲ့အမြင်လေးတွေကိုကျွန်တော်တို့ချပြလာပါတယ်ဒါလေးကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါညီကိုတွေအားလုံးပဲမင်္ဂလာပါဆိုတော့ David Austin ကတော့ Manchester United ကိုသူ့ရဲ့အမြင်လေးကိုပြောပြလာတယ် Manchester United ကဒီနှစ်နွေရာသီမှာဆိုလို့ရှိရင်တော့ဒါဒီနှစ် transfer window မှာသူတို့ရဲ့ဒါချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေပေါ့လေ transfer window ရဲ့စီမင်းစည်းကမ်းတွေနဲ့ကိုက်ညီအောင်လို့ဆိုပြီးသတိရှိရှိလုပ်နေတယ်ပြီးလို့ရှိရင်သူတို့ဒီမှာလဲသူတို့အများတန်းသတိထားပြီးအလုပ်လုပ်တယ်ပေါ့လေဈေးကိုဒါကစားသမားတွေကိုသူတို့ရဲ့တန်ဖိုးတွေထက်သူတို့သတ်မှတ်ထားတဲ့ဈေးနှုန်းတွေထပ်ပို့ပြီးတော့မပေးရအောင်အတတ်နိုင်ဆုံးသူတို့စူးစမ်းနေတယ်ပေါ့တကယ်လို့ကစားသမားတွေဘက်ကသူတို့စီကိုဒါဒီအသင်းကိုချစ်လို့ပြောင်းဖို့အတွက်ဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါချင်းကပ်လာပြီဆိုလို့ရှိရင်တော့သူတို့ဒီလိုကစားသမားမျိုးတွေကိုလည်းသူတို့ရအောင်ခေါ်ယူသွားမယ်ဆိုပြီးတော့သူတို့ပြောလာတယ်ရှိတယ်ဆိုတော့ဒါ Manchester United အသင်းအနေနဲ့တော့လောလောဆယ်မှာဒီကျွန်တော်တို့ Elliot Anderson တို့ဒါ Matthias Fernandes တို့နဲ့တော့ဒီ system ကအဆင်မပြေဘူးပေါ့ဗျာသူပြောချင်တာအဆင်မပြေဘူးပေါ့ဒါပေမဲ့ United ဟာလာမယ့်ရက်တစ်ပတ်အတွင်းမှာသူတို့လိုချင်တဲ့စံနှုန်းတွေနဲ့ကိုက်ညီတဲ့ကစားသမားတွေသူတို့ရဲ့ဒီ role ထဲမှာဝင်လာမယ့်ကစားသမားတွေကိုသူတို့ရှာဖွေတွေ့ရှိလိမ့်မယ်ဆိုပြီးတော့သူကပြောပြထားတယ်နောက်ထပ်တစ်ခုမှဆိုလို့ရှိရင်တော့ဘာပြောထားလဲဆိုရင်နောက်ထပ်ရက်တစ်ပတ်အတွင်းမှာဒါ transfer အတွက်အလုပ်ရှုံးမဲ့အသင်းတွေကိုပြောပါဆိုလို့ရှိရင်တော့သူက United ကိုပဲသူပြောချင်တယ်ဆိုပြီးတော့ဒါသူပြောလာတာရှိပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးညီကိုတော့ဘယ်လိုမြင်လဲသူပြောထားတဲ့အထက်မှာဆိုလို့ရှိရင်တော့ဒါ Manchester United အသင်းကပေါ့ကျွန်တော်တို့သူတို့ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေထဲမှာပေါ့လေဒီသူတို့သတ်မှတ်ထားတဲ့ price တွေဒီကစားသမားရဲ့တန်ဖိုးအဲ့တန်ဖိုးထက်မကျော်လွန်ဖို့ကိုတော်တော်လေးကိုသတိထားပြီးအလုပ်လုပ်တယ်အဲ့ဒါထက်မကျော်လွန်အောင်လဲသူတို့ထိန်းသိမ်းအလုပ်လုပ်တယ်ပေါ့ဆိုတော့ပြီးလို့ရှိရင်ဒါ Elliot Anderson တို့ Fernandes တို့နဲ့ဒီ role နဲ့ကအဆင်မပြေဘူးဆိုတာကိုလည်းသူပြောခဲ့တယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခုသတင်းထွက်နေတဲ့ဒီ 5 year contract တို့ပါအောင်နဲ့သူတို့သတင်းထွက်လာတဲ့ဒီ Chouamani ကအဆင်ပြေပါမလား Chouamani ရဲ့တန်ဖိုးကအခုဆိုရင်တန်း100လောက်အထိတောင်းတယ်ဗျာတန်း100ကိုသူတို့တကယ်ပေးမှာလားဆိုတော့တစ်ဖက်မှာတင်ထားတာကလည်း85တန်းအတွန်ကြီးတို့ဘာလို့နဲ့တင်ထားတာတွေရှိတယ်ဆိုတော့ကျွန်တော်အမြင်တော့တန်း100ကတော့ဒီကစားသမားကယူရိုတန်း100ဆိုရင်ပေါင်းအပြည့်85တန်းဆိုတော့တန်းပါတယ်ဒီလောက်ပဲဖြစ်မှာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့Fernandesနဲ့Matthias Fernandesနဲ့ကသွားပြီးကွက်တီလောက်ဖြစ်နေတယ်ဗျာသူ့ရဲ့ပုံစံကဒါပေမဲ့တကယ်တမ်းကိုအသင်းကိုတကယ်လက်တွေ့အကျိုးပြုမှာကဒီကစားသမားပို့ပြီးအကျိုးပြုမယ်လို့ထင်တယ်ဒီကစားသမားကလည်းပို့ပြီးတော့အသင်းနဲ့အဝင်မယ်လို့ထင်တယ်ဆိုတော့ဒါဒီ David Austin ရဲ့ထင်မြင်ယူဆချက်တွေကဒါလာမဲ့ရက်တစ်ပတ်အတွင်းမှာ Manchester United ကပို့ပြီးတော့အလုပ်ရှုပ်လိမ့်မယ်ဆိုတဲ့ဟာကတကယ်ဖြစ်လာရင်တော့ကောင်းတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Alex Scott ကိုလည်းအခုသတင်းထွက်တယ် Alex Scott ကိုလည်းသူတို့ချိတ်ဆက်နေတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘူဝါရီဆိုတဲ့ကစားသမားလေးကိုလည်းသူတို့နေပါနောက်ကနေပြီးလိုက်စုံစမ်းနေတာမျိုးတွေလည်းရှိတယ်ဆိုပြီးဒါပြောထားတာတွေရှိတယ်။ဆိုတော့ဘယ်လိုဖြစ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပဲ။ဒါပေမဲ့ကျွန်တော်တို့ Chouamani ကိုတော့တေချာပေါက်ရကျင်တယ်ဗျ။ Chouamani ရရင်တော့တော်တော်လေးအဆင်ပြေမယ်လို့ထင်တယ်။ညီကိုတို့ကဘယ်လိုမြင်လဲ။ဆိုတော့ညီကိုတို့ရဲ့အမြင်လေးတွေကိုလည်း comment box မှာရေးပေးပါဦး။ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံ။